ရှင်ကိုကျန်းပေးရလီမှာအိမ်မှာပြင်းနေလို့အားကကျန်းစစ်စစ်ခေါ်ရမယ်ဆိုလို့စလုံးရမ်းလေးပြောနေပါတယ်တရောက်တော့အဗာဟင်းကစပင်းနဲ့ကျန်တယ်လို့ပြောပါတယ်ဒါကလည်းကောင်းရွှေ့ကျင်ပါတယ်ကျန်းစစ်ပထမတည်းရောက်တာနဲ့အဗာဟင်းကားမျက်နှာနဲ့မနေနိုင်တော့ပါဘူးမဲကားစိတ်မဲပဲမမကြည့်ကြနေပါတယ်သူ့အကြိုက်စပိုက်ဒါမန်ကားတွေ့သွားပါပြီအားနဲ့လီရှာလည်းအဗာဟင်းနဲ့တူတူပဲစီးလိုက်မယ်လို့ပြောလိုက်ပါတယ်ကားလေးစီးရတော့တော်တော်လေးပြောဖို့ကောင်းပါတယ်ကားမောင်းနဲ့ကိုရလည်းရမ်းသဘောကောင်းပါတယ်ဒါတော့အကြာကြီးစီးပြပါတယ်အခုကားစီးပြီးတော့လာပါပြီခုစပလင်တော့ချင်ပါပဲနီဆူရာမှာစပယ်ညက်မှာပဲဖြစ်ပါတယ်ဒီဆိုင်ကြီးကဒါဘောမှာမမီးရတော့ဆိုင်ကြီးပါဒီရှာကောင်းရှော့နေတဲ့အချိန်မမတော့မှကြောက်တော့မမလက်ကိုအသေးနဲ့ပြီးဆွဲထားပါတယ်ဒီပိုင်းမှာတော့စပယ်ညက်ပြီးရမ်းပေါ်ပြောနေပါတယ်ဒါဟင်းအကြိုက်ဆုံးစပယ်အဲ့ကိုညက်ပြီးလိုက်လို့ပါသူကိုသူတော့ပတ်နေတဲ့ရိုင်းနေပါတယ်ဒီရှာတော့မရင်းနဲ့တုံနေပါတယ်ဒီရှာပထမဆုံးလာတဲ့အချိန်မှာမမအလီရှာရဲ့စပယ်ကိုညက်ပေးလိုက်လို့ပါအဗြိုင်းမကြည့်ပါအောင်ညတော့အမျိုးလုပ်နေပါတယ်သူအလုံးကကြီးနေလို့သူပို့ပြီးတော့လုပ်ပြနေပါတယ်အဗြိုင်းမဒီစပယ်နဲ့လိုက်တော့တော်တော်လေးချုပ်ဖို့ကောင်းပါတယ်မနဲ့အဗြိုင်းနဲ့စော့နေတဲ့အချိန်မှာဒီရှာတော့စပင်ဒရိုင်ယာမောက်တော့မှာပဲဖြစ်ပါတယ်စပင်ဒရိုင်ယာတော့မရဲတော့ပြေးတော့မယ်ဆိုပြီးမမပြောပါပြီတော်သေးပါတယ်မမစပင်မညက်လိုက်ခေါင်းရှုပ်ပြီးတော့အဗြိုင်းမရုပ်ကောက်မယ်ဆိုပြီးပူတာနေပါပြီအယုတ်တက်ကောက်တယ်အယုတ်ခိုးမှလည်းမရအောင်ရိုင်းကောက်တာအာမရလို့ဒါတော့ဝိုင်းကောက်ဒီရှာပါဝိုင်းကောက်ပေးလိုက်ပါပြီခရိုမီလေးကြိုက်တယ်ခရိုမီကောက်တယ်လေခရိုမီလေးမရပါစိတ်တက်တွေကြာပြီးတော့တပင်းအယုတ်ထက်ကောက်သေးပါတယ်အလီရှာမရတော့အဗြိုင်မို့ထက်ကောက်ခိုင်းပါတယ်pink လေးရမ်းကြိုက်တာပဲဆိုအဗြိုင်မရအောင်ကောက်ပေးမယ်လို့ပြောတာပဲဒါပေမဲ့စိတ်ကောင်းစရာတခုကတော့အဗြိုင်လည်းမရလိုက်ပါဘူးကဲအဲ့တော့ဆိုရင်ရုပ်လေးကောက်ပြီးရင်တော့ဘိုက်တော့ဆန်နေပါပြီမမဒီနေ့သမဆာမယ်လို့ပြောတာအရင်ဆုံးကတော့ ice cream ထားလိုက်ပါမယ် ice cream ပါ ice cream စားမလဲဆိုပြီးတော့စဉ်းစားနေ Oreo ice cream လေးပဲစားလိုက်ပါတယ်မမကတော့မရဲ့ Belgian chocolate စားလိုက်ပါတယ်အဲ့စာအကိုကြီးကလည်းရမ်းဘောကောက်ပါတယ်အဲ့စာစောင့်နေနဲ့စော့နေပါပြီအဗြိုင်မှာတော့အခုလည်းဒီမပြီးသေးပါဘူးလီရှာလည်းကြည့်လိုက်ပါဒီ ice cream လေးရမ်းချူကောင်းပါတယ်တကယ်အစစ်နဲ့တူပါတယ်ကဲကို ice cream လေးလာပြီးစားကြမယ်မမရဲ့ chocolate ice cream ကိုကြည့်နေပါပြီမောက်သွားပြီအပေါ်ကဝေဖာပြားလေးကုန်သွားတော့အဲ့ကိုရထပ်ပေးပါတယ်ကဲအဲ့ဒါဆိုဘိုက်စာနေလို့ဝေဖာလေးမှာလိုက်ပါတယ်ဝေဖာကလည်းပူချက်လေးဆိုတော်တော်လေးစားလို့ကောင်းပါတယ်အားလုံးပဲဒီဆိုင်မှာပဲလာစားကြပါနော်အရင်ဘောကောင်းပါတယ်စားပြီးတော့ပြီးဆိုရင်ညချောင်းနဲ့သွားတော့မယ်ကျန်စီတီအပြင်မှာဒါပဲနည်းနည်းလေးပဲများပြီးတော့ဓာတ်ပုံလေးရိုက်လိုက်ပါသေးတယ်ဦးလေးစီမှာစာကလေးတွေလွတ်ပါမယ်ဒါပေမဲ့စာကလေးလွတ်ရတာရမ်းဝါစနာပါဆိုလို့ဒါလည်းဝါနာပါပါတယ်ချင် like လေးလောက်ပါပါ